အားလုံးပဲမင်္ဂလာပါရှင် Brownie ရဲ့ Throw Channel နေရာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါမယ် Brownie Channel ကိုပေါ့နော် active မဖြစ်တာတနေ့နေပါလားရှိလို့ထင်တယ်ပေါ့နော်Brownie အလုပ်တွေများနေရရော personal case တွေနေရောဒီဘက်မှာနည်းနည်းလေးလိုအပ်သွားခဲ့ပေါ့ Brownie ဗီဒီယိုရောရိုက်တယ်ဒါပေမဲ့ live ပေါ်မတင်ဖြစ်တာတွေ edit လုပ်ဖို့ပြင်ရတယ်ပေါ့နော်ဆိုတော့ Brownie ပြန်လာခဲ့ပါပြီBrownie channel နေရနှစ်နေပါလောက်ရှိနေပြီပေါ့နော်ဆိုတော့ Brownie အခုမှအစတည့်ရသူတွေစတွေ့ရဆိုတော့လည်းအစတည့်ရသူတွေကိုပေါ့နော်အတည့်ရသူတွေကိုပြပြပေါ့ Brownie အရင်ကအပေးရသူတွေအတွက်ကိုလည်းအရင်အပေးရသူတွေအကုန်လုံးလည်းလွှမ်းပါတယ်ဆိုတော့ Brownie pick up by reading လို့ပြောမှာနော် pick up by reading နေမှာ by 1 by 2ဆိုပြီးတော့ဒီရလေးကကျတော့ by 1ဒီကျတော့ by 2ဆိုပြီးတော့နှစ်ခုပေါ့နော်ကိုစိတ်ကြိုက်ရွေးလို့ရတယ်ပေါ့ Brownie တက်ပုံလေးလည်းတင်ပေးထားမယ်ဒါပိုင်1ဒါပိုင်2ဆိုတော့ကိုစိတ်ထဲမှာအားတာတဲ့ဟာလေးကိုရေးပြီးတော့ pick up ပိုင်းလေးတစ်ခုရေးလိုက်ပေါ့နော်ဆိုတော့ပိုင်1လေးစီသွားကြအောင်ပေါ့နော်ဆိုတော့ဒါလေးကိုရေးထားပိုင်1သမားရဲ့အားလုံးပဲမင်္ဂလာပါပေါ့နော်ဆိုတော့ပိုင်1လေးရဲ့ reading မစခင် Brownie ပေါ့နော် campaign လုပ်တဲ့အနေနဲ့ giveaway လေးရှိပါတယ် Brownie ရဲ့ social media ရဲ့ Facebook YouTube TikTok သုံးခုလုံးကို follow လုပ်ထားရုံနဲ့ unlimited question ပေါ့နော်အကြောင်းအရာတစ်ခုကို unlimited question အကန့်မေးခွန်းအဆုံးမရှိဥပမာပြအချင်းရေးဆိုအချင်းနဲ့ပတ်သက်တဲ့မေးခွန်းတွေ limit မရှိပေါ့နော်မေးလို့ရတဲ့ package ကို free ပေါ့နော်ဟုတ်ပြီပါပါတယ်ဒီက20ရက်နေ့ထိပဲဆိုတော့2ရက်လောက်ပဲအချိန်ရအောင်ပေါ့နော်19ရက်နေ့မှာဒီဗီဒီယိုရဲ့တယ်ဆိုတော့19ရက်နေ့မှာ upload လုပ်ရှင်လုပ်ပါဆိုတော့ Brownie ရဲ့ social media သုံးခုလုံးကို like and follow လုပ်ပေးထားဖို့เนาะ follow လုပ်ပေးထားဖို့အကြံပြုချင်ပါတယ်เนาะဆိုတော့ video လေးစမယ်ပေါ့เนาะpermanently နဲ့ပတ်သက်တဲ့important message ပေါ့เนาะကို permanently ရေးကြတဲ့ message ကဘာလဲဆိုလို့ရှိရင်ပေါ့เนาะဒီအချိန်မှာကိုကပြီးပြီးသားကိစ္စတွေကိုအချိန်ကြာရင်ပူဆွေးနေမယ့်ကိစ္စပူဆွေးနေမယ့်အစားaction ယူပြီးတော့ကိုဘောင်နေရနေပြီးတော့ခတ်ထားတဲ့ဟာအဲ့နေရုံထွက်ဖို့အတွက်ကြိုးစားပါဆို message တွေရပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခါထပ်ပြောပါမယ်ပိုင်ဝမ်လေးအတွက်အထူးက message ကကြတော့ပြီးပြီးသားကိစ္စတွေကိုပူဆွေးတော့ကားရမနေပဲနဲ့ action ယူတင်တာကိုအများဆုံးယူပြီးတော့ကိုစီးတွေပေါင်းနေနဲ့ခတ်ထားတဲ့နေရာနေပြီးတော့ရုံထွက်ဖို့ message တွေရတယ်ပေါ့နော်ပိုင်ဝမ်လေးနောက်ထပ် message တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ကိုရက်နေနေရကိုရောက်နေနေရပဲကကိုအတွက်ဘယ်လိုမျိုးလဲကိုအတွက်အချိန်ခိုင်ရလားကိုရောက်နေနေရကိုအတွက်ဖြစ်တင်ရလားဆိုရပေါ့နော်ဟာလေးကိုခေါင်းအေးနဲ့တေချာလေးစဉ်းစားပြီးတော့နော် correct ရှင်းရှင်းလင်းလင်းသိမြင်အောင်ကြည့်တဲ့ဖို့လိုအပ်မယ်လို့မြင်တယ်ပေါ့နော်ခုဆိုလို့ရှိရင်ဥပမာဖြစ်စီးပွားရေးဆိုပညာရေးဆိုလို့ရှိရင်လည်းကိုရဲ့ကိုမှာပေါ့နော်ပညာရေးပြေဝပြီလားကိုကဒီအရာတစ်ခုလိုချင်လို့ဒီပညာစီးပူးနေဆိုလို့ရှိရင်ကိုကဒီဟာအတွက်ဒီအလုပ်အတွက်ကိုစီးပူးနေတဲ့ပညာရောအခြေခံပြီလားအဲ့လိုမျိုးလေးပေါ့နော်ဥပမာ interview ဖြစ်မှာဆိုလို့ရှိရင် interview အတွက်လုံလောက်တဲ့အားထုတ်မှုမျိုးကိုမှရှိရလားပြီးလို့ရှိရင်နောက်တစ်မျိုးကကြပါလဲဆိုလို့ရှိရင်ကိုစိတ်ငြိမ်အောင်ထားဖို့ပေါ့နော်စိတ်ငြိမ်အောင်ထားမယ်ကိုကဒီအချိန်မှာ grounding ဆိုတဲ့ grounding ဆိုတဲ့ဟာမျိုးလေးကိုမှလိုအပ်နေလို့မြင်တယ်ပေါ့နော်ဆိုတော့ခေါင်းရင်းနဲ့တခြားစဉ်းစားပြီးတော့ရှင်းရှင်းလေးလေးအဖြစ်ဝေဖန်ပိုင်းကြခြင်းကကိုယ့်အတွက်အထောက်အကူပြုလို့မျိုးပိုင်ဝမ်လေးအတွက်မြင်ပါတယ်ဆိုတော့ပိုင်ဝမ်လေးရဲ့ reading မှာပေါ့နော် reading လေးလုပ်မယ်လို့စဉ်းစားတဲ့အချိန်မှာနားရပြောလို့ဗီဒီယိုကအတက်မပါတာမျိုးတွေပထမတစ်ခေါက်ကျိုးထူတာမျိုးလေးဖြစ်တယ်ဆိုတော့ဥပမာပြကိုကပြောစရာရှိကိုယ့်ရဲ့လေချောင်းနဲ့ပတ်သက်ပြီးတော့နော်ကိုကဥပမာပြပြောစရာရှိအောင်ပြောနေရလားကိုယ့်ရဲ့ boundaries တွေကိုသိသိချာကာကွယ်နေရလားကိုကအားနာပြီးတော့သူများမငြင်းမဲ့တဲ့အဲ့လိုမျိုးလုပ်နေရအောင်နော် 7 of 1 reverse အရာကိုယ့်ရဲ့ boundary တွေကိုသိချာကာကွယ်ဖို့လည်းလိုအဲ့လို Brownie မြင်ပါတယ်ဆိုတော့ by 1 လေးရဲ့ reading ကဒီမှာတူတုံနဲ့ပေါ့နော်စောက်ထုံးနေဆိုဟုတ်မလားသိဆိုတော့ပိုင်ဝမ်လေးရဲ့ reading ကဒီမှာပြီးဆုံးပါမယ် Brownie ရဲ့ giveaway လေးစိတ်ဝင်စားရဆိုလို့ရှိရင် social media သုံးခုလုံးကို follow လုပ်ထားပြီးတော့ screenshot လေးပြပြီးတော့ Brownie Facebook page မှာလာပြီးတော့giveaway လိုက်လို့ရပါတယ်
ဆိုပိုင်တူးလေးဆိုရင်ပေါ့နော်အဲ့တော့ပိုင်တူးလေးတွေဒီပန်းအောင်ကလေးလေးကိုရေးတယ်ပေါ့နော်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါဆိုပိုင်တူးလေးရဲ့ကတ်တွေကိုအရင်ရှက်ဖယ်ပြီးသွားပြီပေါ့နော်ရှက်ဖယ်တဲ့အခါမှာsorry reading name မစားခင် brownie ရဲ့ giveaway အစီအစဉ်လေးပြောပါတော့ brownie ရဲ့ social media Facebook TikTok YouTube သုံးခုလုံး follow လုပ်ထားရုံနဲ့အကြောင်းအရာတစ်ခုကိုအကန့်အသတ်မရှိမိကိုမိကိုဥမာဖြစ်အချစ်ရေးဆိုအချစ်ရေးအကြောင်းအရာတစ်ခုရေးပြီးတော့အချစ်နဲ့ပတ်သက်တဲ့မိကိုနဲ့အကုန်မေးလို့ရတယ်စီးပွားရေးဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်တဲ့အကုန်မေးလို့ရပါတော့ဒါပေမဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါမယ်ဆိုတော့အဲ့လို follow လုပ် like follow လုပ်ထားရဲဆိုပြီးအကုန်လုံး like follow လုပ်ထားရဲဆိုပြီးကို20ရက်နေ့ထိ free 8 package ကိုခေါ်ပေးမယ်ပေါ့နော်ဆိုတော့တာမန်ချိန်မှာဆို 8 package က1000ခွဲရှိရပါတော့ဆိုတော့ reading လေးစားပါတော့ reading လေးစားခြင်း reading လေးကတ်လေးကိုရှက်ပေးတဲ့အခါမှာပိုင်း1နဲ့ပိုင်း2ရဲ့ message ပိုင်း2ရဲ့ message ကပါလဲဆိုတော့ကျေးဇူးတရားတည်တတ်ခြင်းပေါ့နော်ကျေးဇူးတရားတည်တတ်ခြင်းကျေးဇူးမတည်တတ်ဘူးဆိုရဲဟာလေးကိုခေါင်းနဲ့ဝင်လာကျေးဇူးမတည်တတ်ဘူးဟောကျေးဇူးမတည်တတ်တာအဲ့ဒီ message တွေတခုရပါတော့ဒါတော့ကိုပိုင်း2ရဲ့အချိန်နဲ့လိုသလိုပေါ့နော်အဲ့လိုမျိုးတော့ဒီမှာဆိုလို့ရှိရင် follow cap reverse video cap reverse ကြာပေါ့နော်ဆိုကိုကျေးဇူးကမ်းတဲ့လူတွေရှင်းရတယ်ကွာထွက်လာနိုင်တာမျိုးလိုမျိုးလေးအဲ့လိုမျိုးရှိတယ်ဒီမှာပိုင်းတူးလေးနဲ့ပတ်သက်လို့ကျေးဇူးတရားနဲ့ပတ်သက်တဲ့ message တွေတခုရရဖြစ်တဲ့အတွက်ကြောင့်မို့ပိုင်းတူးလေးပေါ့နော်ဘလို့တရားနဲ့ပတ်သက်ပြီးဘလို့ကြုံတွေ့ရရဲဆိုတော့ comment မှာ share လုပ်နိုင်ပါတယ်ပေါ့နော်ဆိုတော့ပိုင်းတူးလေးနဲ့ထူးခြားတဲ့တခုကပိုင်း1မှာလည်းပေါ့ပိုင်း1မှာလည်းပိုင်း2လို့မှာပြောပြတဲ့အတွက်ကြောင့်ဘလို့ပေါ့နော်ပိုင်း1ကိုတော့ကြည့်နေဆိုလို့ရှိရင် product message တခုရမယ်လို့မြင်ပါတယ်ဆိုတော့ခုနကပြောသလိုပေါ့အဓိကအဖြစ်ကိုယ်မကောင်းတဲ့လူတွေရဲ့အဆိုင်ဝါးတွေဆုတ်ခွာလာနိုင်တာမျိုးတွေကိုယ်တန်ဖိုးမရှိအောင်ကိုယ်အနောက်ကနေတင်းပြောခါညာအဓိကပဲဒီမှာလူမှုရေးပြဿနာပေါ့နော်ကိုယ်မှာအဲ့လိုမျိုးအခြေအနေကြုံခဲ့ရတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးထွက်သွားအဲ့လိုမျိုးတွေကြုံတွေ့ပြီးတော့ဆက်ဆံရေးတွေပြတ်သွားခြင်းကကိုယ့်အတွက်ကောင်းမွန်တဲ့အရာတစ်ခုလို့အကောင်းဘက်ကိုအရွေလို့ brownie ကအဲ့လိုမျိုး message တွေရပါတော့ဆိုတော့ဒီမှာကျေးဇူးတရားနဲ့တည်တက်ဖို့ဆိုရဲဟာ message ရတယ်ပြောရပါတော့ကျေးဇူးတရားတည်တက်ခြင်းဖြင့်ကိုကဒီမှာလို့ရှိရင် abundant gratitude နဲ့ abundant ဆိုရဲဟာ sorry gratitude ကအစ reverse ကြတာဆိုတော့ကျေးဇူးတရားတည်တက်ဖို့လို့လေကိုကိုကျေးဇူးတရားတည်တက်ခြင်းကကိုကိုပေါ်များခြင်းပေါ်ကျွယ်ဝခြင်းစိတ်နဲ့ပေါ်ကျွယ်ဝခြင်းတွေကိုခေါ်ဆောင်သွားမယ်ဆိုရင် message တွေရရပါတော့ဆိုတော့ video လေးက3မိနစ်ပဲရခဏလေးဆိုတော့ပိုင်းလုံးလေးရဲ့အဓိက message ကပေါ့နော်ကျေးဇူးတင်နဲ့ပတ်သက်ပြီးတော့ဥမာဖြစ်တော့လုပ်ငန်းခွင်မှာပေါ့နော်လုပ်ငန်းခွင်မှာကိုအတင်းပြောရမျိုးတွေကိုနဲ့မအဆက်တဲ့ပတ်ဝန်းကျင်တွေကိုနဲ့မအဆက်တဲ့အတိုင်းဝိုင်းနေရနေပြီးတော့ရုံထွက်လာနိုင်ပြီးတော့ကိုအရင်ကနေမျိုးကိုတနာပြီးတော့ငါခန်းစုပါဆိုပြီးအဲ့လိုမျိုးကိုတနားပါ action မမျိုးရဲ့ဟာနေပေါ့နော်ကိုကအရွေးတစ်ခုလောက်လာနိုင်မယ်ကိုကတော်ပြီနင်တို့ငါလွှတ်ထားရတော့မင်းဒါတင်မလားအဲ့လိုလွှတ်ထားရတော့မင်းငါရဲ့တံပိုးကိုတံပိုးတွေပြန်တိတာမျိုးကိုရဲ့တံပိုးကိုပြန်တိတာမျိုးတွေအဲ့အတိုင်းဝါနေရုံထွက်လာမျိုးတွေပေါ့နော်ဆိုတော့ငါဘယ်တော့ပဲနို့လို့ပြီးနေနှုတ်ထားလိုက်မတန်ဘူးဆိုပြီးတော့အဲ့လိုမျိုးအတိပြောင်းဝင်သွားတာမျိုးပေါ့နော်အဲ့လိုမျိုးတွေမြင်ရနိုင်မယ်အဓိကအဖြစ်ကတော့ကိုယ်တိုင်ရတယ်ကျေးဇူးတရားတည်တတ်တယ်ဆိုဖြစ်ဖို့လိုတယ်ပေါ့နော်ကျေးဇူးတရားတည်တတ်ပြီးတော့သူများအောင်နှုတ်ဆောင်ပါခြင်းလက်ဆောင်ပါခြင်းပေးခြင်းကကိုယ်အတွက်ချမ်းသာခြင်းကြီးရလာမယ်ဆိုတော့ message တွေရပါတော့ဆိုတော့ဒီပိုင်တူးလေးကခုနကကိုချမ်းသာကြွယ်ဝမှုတွေလို့ဆိုရင်ကျေးဇူးတရားကိုတည်တတ်ရမယ်ဆိုတော့ message ကအဓိကရရပေါ့နော်ဆိုတော့ခုနကပြောသလိုမျိုးအတိုင်းဝိုင်းမှာတွေ့နေဆိုရင်ရုံထုတ်ဖို့လည်းမနေနဲ့ပေါ့နော်ကိုခန်းရတဲ့သူအဖြစ်ကနေဘောနော်ကိုကအမြင်ငါခံရတယ်လို့ပြောဘာမှမလုပ်ဘဲနေအမြင်ခံနေရပဲဒီမှာဆိုတော့ကျောင်းဆိုကိုဖြစ်တဲ့နာကိုပြောတာမျိုးတွေနဲ့လုပ်တင်နေလို့နေရပါတော့ကိုဖြစ်တဲ့နာကိုပြောလို့လေကိုကအတင်းမတော့ဖို့နေလို့ရပေါ့အဲ့ message တွေရတယ်ဒီမှာပေါ့နော်ပိုင်တူးလေးမှာပေါ့နော်အမြင်ကိုရဲ့ဒီအပေါ်ကိုဒီအရာပေါ်ထားတဲ့အမြင်လေးပြောင်းလဲဖို့ဆို message တွေလည်းရပါတော့ဆိုတော့ပိုင်1လို့လည်းခဏပိုင်1မှာလည်းပိုင်2ကိုခဏပြောနေတဲ့အတွက်ကြောင့်မို့လို့ပြီးတော့လည်းနည်းနည်းစင်တူရဲ့ကတ်လေးထွက်လာရဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ချက်တော့ပေါ့နော်ပိုင်1လေးဒီကိုတွားပြီးတော့ကြည့်တယ်ပေါ့နော်ကြည့်ချင်ပြ
ဆိုတော့ပန်းတူးလေးရဲ့ reading ကဒီမှာပါပဲ giveaway လေးဆိုရင်တော့ brownie social media သုံးခုကို follow လုပ်ထားပါမယ် follow လုပ်ပြီးတော့ page Facebook page ရဲ့ချက်ပေါင်းမှာလာပြီးတော့ giveaway ယူနိုင်ပါတယ်ဆိုတော့နောက်ထပ် reading လေးပါလည်းတွေ့ပါမယ်တတာ